United အတွက်တေးတမတ်နဲ့ထိုက်တန်ခဲ့တဲ့ပွဲဝက်ဆန်နီးပြနူနိုဆန်တိုအင်ဇာလောက်ထားတဲ့ပွဲဒီလိုပဲခေါင်းစဉ်တက်ရမယ်ထင်ပါတယ်မနေ့ညဝက်ဆန်တဲ့ပွဲမှာ United အတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ရပါတယ်ဒီပွဲကကာရီအတွက်လည်းခက်ခဲတဲ့ပုံစံတစ်ပုဒ်ဖြစ်ခဲ့ရပါတယ်ဒါကလည်းအကြောင်းရင်းရှိပါတယ်ဝက်ဆန်ဘက်ကလိုဘလော့ကိုတေချာလေးစနစ်တကျကစားသွားနိုင်တာကြောင့်ပါဝက်ဆန်နီးပြနူနိုဆန်တိုကလည်းလေးဝက်ဆက်နိုင်ထားတဲ့ United ကိုတေချာလေးလိလာထားပြီးအင်ဇာလှုပ်လာပုံပါပဲဝက်ဆန်ဘက်ကအခြေစွမ်းအကောင်းကြီးမဟုတ်ပေမဲ့သူတို့ရဲ့ကန်စစ်ပိတ်ဆို့မှုတွေက United ကိုပွဲချိန်ပြေဒုက္ခပေးနိုင်ခဲ့ပါတယ်အခုဆိုဝက်ဆန်ကွင်းမှာ United တို့မနိုင်ခဲ့တာ300တီရှိပါပြီဒီနေ့ဗီဒီယိုမှာတော့ဝက်ဆန်ကိုတေချာခဲ့တဲ့ပွဲမှာ United တို့ဘာတွေလိုအပ်နေခဲ့သလဲဆိုတာအသေးစိတ်တင်ဆက်ပေးသွားပါမယ်နံပါတ်1လိုဘလော့ပြဿနာပရီးမီးယားလိမှာပြိုင်ဘက်ကလိုဘလော့ကစားတာပဲဖြစ်ဖြစ်မစ်ဘလော့ကစားတာပဲဖြစ်ဖြစ်ဘယ်အသင်းကိုမဆိုထိုးပေါက်ရခက်ခဲစေပါတယ်ဒါအောင်ဒီနေ့မှာဝက်ဆန်အသင်းကတက်တည်ပြသွားခဲ့ပါတယ်ကာရီကတော့၄ဝက်ဆက်နိုင်ထားတဲ့လူစင်းနဲ့ပဲရင်ဆိုင်ခဲ့တယ်ဒါကပြဿနာမဟုတ်ပါဘူးဝက်ဆန်အသင်းဘက်က United ကိုဘောလုံးပေးကင်ထားပြီးခံစစ်ပိတ်ကစားတာကမှ United အတွက်ပြဿနာဖြစ်ခဲ့ပါတယ်ပြီးတော့ United ကလိုဘလော့ကစားတဲ့အသင်းတွေနဲ့တွေ့တိုင်းရုန်းကန်ရပါတယ်ဒါကိုကောင်းကောင်းသိတဲ့နူနိုဆန်တိုကခန်းစစ်ကိုအကောင်းဆုံးပြင်ဆင်ခဲ့ပြီးသေတမတ်ယူပြသွားပါတယ်ဒီလိုလိုဘလော့အသင်းတွေကိုအကောင်းဆုံးဖြိုခွဲနိုင်တဲ့နေရာတော့စက်ပီတွေပါဒီပွဲမှာ United တို့တောင်းခံဘောရတော့ကလူရှော့ရဲ့ကန်ချက်ကောင်းခဲ့ပေမဲ့ဝန်ပီဆာကာကဂိုးစီဘောကနေဖြတ်ထုတ်ခဲ့ပါတယ်တကယ်ဆိုအဲ့ဒီလုံးသာဂိုးဝင်သွားခဲ့ရင် United အတွက်အနိုင်ရဖို့အခွင့်အလမ်းတွေများလာမှာပါနံပါတ်1နီးပြူအားတင်တဲ့ကာရီအနေနဲ့ဒီပွဲမှာလူစားလဲခဲ့တာကအချိန်နောက်ကျရလို့ပြောရမှာပါဝက်ဆန်ဘက်ကမိနစ်90မှာဥဆောင်ကိုရတယ်ဒီဂိုးအတွက်ပထမဆုံးတာဝန်ရှိသူကလူရှော့ပါသူကဒီကစားသမားနဲ့ခေါင်းတိုက်ရမှာမရှင်နိုင်ခဲ့တာကစပြီး United တို့ဂိုးပေးလိုက်ရပါတယ်ပြီးတော့ United ကစားသမား2ယောက်ရှိပြီး2-1အခြေအနေပါဒီလိုအခြေအနေမျိုးကလက်သင့်ခံလို့မရတဲ့အမှားပါဒီတော့ဂိုးပေးလိုက်ရပြီးကာရီအနေနဲ့လူစားလဲမှုတွေကိုတေချာလေးပြုလုပ်ခဲ့ပါတယ်82မိနစ်မှာဒါလော့အစားဇက်စီကိုထည့်လိုက်ပါတယ်ဒါကကာရီယူလိုက်တဲ့ risk ပါပဲကာရီကဇက်စီနဲ့ဆက်စကိုတို့ကိုခေါင်းတိုက်ပြီးခြေပါဂိုးတွေယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကအလုပ်ဖြစ်ခဲ့ပြီးတော့ဇက်စီရဲ့ခေါင်းတိုက်တဲ့အလုံးသာဂိုးပေါက်တဲ့ခဲ့ရင်ဂိုးတစ်လုံးရမယ့်အခြေအနေပါဒါပေမဲ့နောက်ဆုံးမှာတော့အမ်ဘူမိုးရဲ့ဖြစ်တင်ဘောကနေဆက်စကိုကခြေပြားလေးနဲ့ဂိုးသမားကိုအငိုက်ဖမ်းပြီးခြေပါဂိုးယူသွားခဲ့ပါတယ်နံပါတ်3ပရိသတ်တွေရဲ့စာလောင်မှုဒီပွဲကမိုက်ကယ်ကာရီရဲ့ယာယီနီးပြ9ဝဲမြောက်ပွဲစဉ်မှာရှေ့က4ဝဲဆက်တိုက်လဲနိုင်ထားတယ်အခုပွဲစဉ်ကတေးရကြလို့မကြေမနက်ပြစ်နေကြတဲ့ပရိသတ်တွေမှာအများကြီးပါပဲဒါတောင်ရှုံးတာမဟုတ်သေးဘူးเนาะကျွန်တော်ကတော့တေးတမတ်ရတာက United အတွက်နင့်နာစရာမရှိဘူးလို့မြင်ပါတယ်နောက်ဆုံးမိနစ်အထိတိုက်ပွဲဝင်ပြီးခြေပါကိုပြန်ယူနိုင်တဲ့စိတ်ဓာတ်ကိုသဘောကျတယ်တကယ်လို့ကာရီနေရာမှာသာအမော်ရင်ဆိုတေးတမတ်ရမယ်ထင်လို့လားကျွန်တော်ကတော့မထင်ဘူးအခုကာရီရောက်လာမှ၄ဝဲသက်တိုင်နိုင်လာမှချန်ပီယံလိဝင်ခွင့်အထိမှန်းလာနိုင်တာပါဒီတော့ရှုံးတာတဲ့စားရင်ဒီလိုမျိုးတေးတမက်ရယူနိုင်တာကိုလက်ခံရပါမယ်ဘယ်နည်းပြားကမှမရှုံးမဲနဲ့မနေပါဘူးဘောလုံးလောကမှာအနိုင်အရှုံးတေးတွေဆိုတာကရှိကိုရှိလာမှာအခုကာရီလည်းမရှုံးသေးပါဘူးတေးပဲရှိပါသေးတယ်ဘာပဲဖြစ်ဖြစ်နိုင်ပွဲလိုချင်တဲ့ပရိသတ်တွေရဲ့စိတ်ဓာတ်ကိုမြင်ရတာအများကြီးမျှော်လင့်ထားတဲ့ဆိုတာသိတာသေးပါတယ်ညီကုန်းချုပ်နေနဲ့ပြောရရင်တော့ဒီပွဲမှာ United ကောင်းနေဆိုတာထက်ဝက်ဆန်ရဲ့ခံစစ်ကပိုကောင်းနေခဲ့တာပါပြီးတော့ကာရီကိုယ်တိုင်ကလည်းလိုဘလော့ကိုဘယ်လိုမျိုးထိုးပေါက်ရမလဲဆိုတာသင်ခန်းစာယူရမယ့်ပွဲပါပရိသတ်တွေအနေနဲ့ရောအခုလိုတည်တမတ်ရတာကိုကျေနပ်ရဲ့လားဒီပွဲနဲ့ပတ်သက်ပြီးဘာတွေပြောချင်ကြသေးလဲဆိုတာအောက်က comment မှာဝင်ရောက်ရေးသားသွားခဲ့ကြပါဦးအခုလိုမျိုးဘောလုံးလောကအကြောင်းတွေသိချင်တော့ကျွန်တော်တို့ရဲ့ Beyond the Pitch YouTube Channel ကို Subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်